နဲ့မရထားကြပြီလား ကြာပြီ တတိမရောက်လားဖေနဲ့မေရောတတိရတယ်ဘာလို့ထားခဲ့ရလဲနဲ့ဖေနဲ့မေက အမေတမျိုးပြထားခဲ့ရ ပြစ်ထားခဲ့တာ ပြထားမရှိဘဲနဲ့လောက်သွားလိုက်တာ မချစ်ပဲနဲ့တွားလိုက်တာပတ်စံနေပါဒီမပါဘူးလားသမီးရော ဘာလို့ မပါဘူး မင်းလည်းမဟုတ်ဘူး အဖွားချင်းလည်းမဟုတ်ဘူးသူ့ကိုတည်လားသူ့ကိုလည်းမတည်ဘူး မင်းတမျိုးပြထားခဲ့လို့ဘာရင်ဒီလိုခေါ်ရတယ် အဖွားခေါ်ထားလိုက်တာပြစ်ထားလို့ ညဘယ်လိုမျိုးဝလဲနော် ဟမ် ဘယ်လိုမျိုးဝလဲနော် လွမ်းလားဘာလို့တတိရလဲ အမေနဲ့မျိုးပြထားခဲ့လို့ သမီးကဖေနဲ့မေကိုချစ်လားချစ်လားဘယ်လောက်ထိချစ်တာလဲဖေနဲ့မေကို မင်းမလိုက်ချစ်တာနမရအမေလိုမချစ်လို့ပြထားခဲ့တာ မေတို့ကမချစ်တာသမီးကချစ်လားမငုံနဲ့လေနော်ဦးတော့ချစ်ရနော်ဘာနဲ့နေရတာအဆင်ပြေလား အင်းပြေဘူး ဘာလို့တိတ်မပြေရလား အဘွားတကြီးပြီးတော့လုံးလုံးနိုင်တော့ ဘာလဲတက်ကြီးဆိုတော့လုံးလုံးနိုင်ဟုတ် ဟုတ် သမင်းတော့စားရကြလား ဟုတ်တေးမစားရအဲ့လိုပြတာ စားရလဲမစားရလဲအဲ့လိုဖြစ်တာ ဟုတ်ညနေဒီလိုမျိုးလုံးလုံး